မှု area ပြင်မရောက်ဒီမှာကဘာမှတော့တင်နေလည်းမသိဘူးငါ့ကိုတွေးကျင်တော့လဲတူပဲနောက်ကြတော့လဲတူပဲတွေ့ဦးမှာခေါင်းခေါင်တော့ဦးမယ်ဆန်းရှိမင်းကမပြီးသေးဘူးတော့ကွာမပြီးသေးပါဘူးကွာမင်းကလည်းငါလည်းပြီးကျင်တယ်အကြပြီမင်းဟာကြမှာလေကြက်ထုတ်တယ်ငါဘယ်လိုထပ်ထိုးရမှာပြီးတော့ဒီမှာမင်းကလည်းခြောင်ကြည့်နေရပဲငါဘယ်လိုလုပ်ရမလဲမသိဘူးဟဲ့ကွာဟဲ့လှုပ်ရှားချင်မြန်မြန်လှုပ်ကွာဒီမှာငါကောင်းပါလေးချိန်ထားတော့အောင်မယ်ကွာအေးပါကွာငါလည်းဒီမှာလုပ်နေရပဲမပြီးမှပြီးသေးတာကွာငါလည်းမြန်ပြီးကျင်နေပြီကွာအဆင်မပြေပါဘူးကွာရော့မင်းမပြန်မင်းရလဲကွာမင်းဝင်ချင်တယ်ဆိုတော့ငါရတာကွာဟာပေါင်းပြီးတော့ပေးချင်ဦးမနာပြီပါကွာဟဲ့မင်းချင်ရဲ့အကောင့်မှနေချိန်ထားသွားဟုတ်ကအမလေးရှားလာတယ်မောလိုက်တာတဲ့ရောက်နေကြပြီလား sorry ပါတဲ့ကိုနေလေးတော့ကြောက်ပါနော်တဲ့နော်သွားပါကိုမလာပြီးချော့မနေနဲ့မအားရကြတယ်တွေ့ချင်တော့လဲကိုပဲနောက်ကြတော့လဲကိုပဲကိုအရန်စိတ်ကုန်နေပြီတိလားကဲပါတဲ့ကိုနည်းနည်းလေးပဲနောက်ကြတာပါအဲ့ဆိုရင်ဒီလိုလုပ်လေတဲစိတ်ချမ်းသာအောင်ကိုဘာလုပ်ပေးရမလဲပြောကိုတဲဖြစ်စီခြင်းတဲ့အကုန်လုံးလုပ်ပေးမယ်ဟုတ်ပြီလားဒါဆိုရင်ကိုဒီနေရာမှာ9မိနစ်ထိုင်ဆောင်နေယတိ9မိနစ်နေပြီးသွားတဲ့ခါကျပြန်လာခဲ့ဟုတ်ပါပြီဗျာဟုတ်ပါပြီဟိ9မိနစ်တဲ့ဆောင်းရကြဝါရီလားယတိရေမောင်ဆောင်နေတာကြောင်းလာနေပြီစိုးကြီးတဲ့မောင်ရောက်နေတာဆိုရပါမောင်ရဲ့အိမ်ကအမေလက်တုံးလို့ထွက်လာခဲ့ရတာမဟုတ်လို့ပါပြီးတော့ယတိကရီးသားတစ်ခါမှမထားဘူးလေဘာမှပြရမှလည်းကြောက်တော့အမလေးတိတ်တက်နေလိုက်တာညနေတက်နေတာအမေယတိရေမောင်ကမစားပါဘူးနော်ဒါနဲ့ယတိလေးရောက်လာပြီဆိုတော့မောင်တို့ပန်းချင်လေးချောက်ရအောင်နော်ဟမ်ရှက်မလို့ကြည့်မအောင်မောင်ရဲ့လူတွေအများကြီးရှက်တယ်ယတိကတစ်ခါမှမတွေ့ဘူးလေဖေးအောင်လာလို့ယတိမနေ့ကမှပဲဟင်းနဲ့သမင်းစားလာခဲ့တာဒါဆိုယတိကကြီးပါနေတာလားအမော်လေကျင်းဆိုနေရှက်စရာကြီးယတိဒီလာသွားကျင်နေတော့မောင်ကိုယ်တိုင်လိုက်ဖို့မယ်မောင်ကိုယ်တိုင်လိုက်ဖို့ရတယ်လိုက်ဖို့နေတော့ယတိတယောက်တည်းပဲသွားလိုက်မယ်နော်လာစမ်းမောင်ကိုယ်တိုင်လိုက်ဖို့မယ်ရဲလာစမ်းမောင်လိုက်ဖို့မယ်ယတိဟဲ့ဘာကိုလဲဟမ်ငါ့ကိုပြောတော့9မိနစ်တောင်စောင့်ဆိုအခု9ကဘာတောင်ကြာနေပြီနင်းပြန်မလာသေးပါလားဟမ်ဒီကောင်နဲ့ဒီကောင်မင်းမင်းနေဒီကောင်နဲ့ကိစ္စကိုရှင်းတယ်ဒီကိစ္စကိုရှင်းကဲအားရှိဘူးမမေးတော့နင်သူနဲ့တွဲနေဘယ်လောက်ကြာပြီလဲနင်သူနဲ့တွဲဘယ်လောက်ကြာပြီလဲဟမ်မရှင်းနိုင်တော့ဒီကိုပိုင်အောင်နေတော့မရှင်းတော့မရအောင်လားပြီးပါအောင်ငါပြဒီကိစ္စကိုရှင်းလို့ပြောနေတယ်ဟမ်အခုဒီကောင်နဲ့တွဲနေကြပြီလားဒီကောင်နဲ့တွဲနေကြပြီလားလို့ငါမင်းနဲ့လေအဲ့ကောင်နဲ့တွဲနေကြပြီလားဟမ်ပြောနော်ပြောလိုက်ပြောလိုက်ပြောလိုက်ချစ်တဲ့တဲ့ဘယ်တော့ပြည့်နေပြီလဲဟမ်အားရတဲ့တဲ့ဘယ်လောက်လဲငါ့ကိုပြောနော်ကိုတဲ့ဘာအားလဲဟမ်နေအဲ့ကောင်ရောလူလေးရှင်းချိတ်တာဘယ်လောက်ကြာပြီလဲဟမ်နေသူ့ကိုဘယ်လိုခေါ်ရလဲလာ तू မောင်းနေအားနေရလေဒီကွာအပေါ်ရင်ပြောချင်ဒီမှာတငယ်ချင်းတငယ်ချင်းပဲချစ်သူကချစ်သူပဲဒီမှာငါချစ်သူကိုမင်းကိုပေးကြအကြောင်းမရှိတာကိုလည်းတစ်ခါလိုက်ခဲ့တော့အဲ့တော့ထားလိုက်တော့မရဘူးတော်ကြပါတော့နှစ်ယောက်စလုံးလည်းချစ်ပါတယ်အခုချီးရပါခြင်းနေပြီမူရမရညားနေပြီဟဲ့တဲ့ငါဒီတစ်ခါတော့ခွင့်မလို့တော့ဘူးနော်လိုက်ခဲ့ငါတဲ့တကယ်
ကယ်ကြီးပါချလိုက်တာလားဟိုတကယ်ကြီးပါချလိုက်တာလားမသိဘူးဟာချစ်ရတာကုန်ပြီရမယ်အဲ့ဆက်ချင်မင်းတော့လည်းထိုးကလော်လိုက်ကွာငါလည်းပြီးပါရှိမယ်သူအော်ရီ